ကျဲဥကိုခင်းချင်းနဲ့စီပြန်ချက်မဲ့အရင်ဆုံးချက်တူနီကိုပပလီမဲ့ချက်တူဖြူချင်းထောင်းထားမယ်ပြီးတာနဲ့ခင်းချင်းဒီကိုလို့တလို့တုံးထားမယ်ပြီးတာနဲ့ကျဲဥကိုပြုတ်ထားမယ်အားလုံးစင်တစ်ဖြစ်ပြီးဆိုတာနဲ့စီတဲ့အိုတဲမယ်စီပူလာလို့ရှင်ဆနွင်းလေးထည့်ပါမယ်ဆနွင်းလေးမွေးလာပြီးပူလာပြီးဆိုရင်ချက်တူနီပပလီထားတာထည့်မယ်ချက်တူနီမွေးပြီးတော့မွေးလာပြီးဆိုရင်ချက်တူဖြူနဲ့ဂျင်းနဲ့ထောင်းထားတာထည့်မယ်အားလုံးမွေးပြီးဆိုတာနဲ့ခင်းချင်းဒီပပလီထားတာထည့်ပါမယ်ပြီးတာနဲ့အယောင်တင်မုံထည့်ပါမယ်အဲ့ဒါကိုမိတတေးလေးနဲ့အစီပြန်တက်လာတဲ့ထိချက်ပါမယ်စီပြန်လာပြီးဆိုရင်ချက်တာမုံထည့်မယ်စားထည့်မယ်ငမ်းပြာရည်ထည့်မယ်အရဒါကိုလိုတလိုထည့်ပြီးတော့ချက်ပြီးတော့စားတော့နိုင်ပါတယ်ပြီးတာနဲ့ချက်ဦးလေးထည့်ပါမယ်ခင်းချင်းတွေဤလာပြီးဆိုရင်မွေးပြီးတော့မှစီပြန်တက်လာပြီးဆိုရင်နံပင်လေးထည့်ပါမယ်မွေးပြမအနာရတာနဲ့အယောင်စင်းနဲ့ပြေဆုံးတဲ့ကျဲဥစီပြန်တစ်ခွက်ရပါပြီကဲချက်စားကြည့်နော် share good